ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒီနေ့မှာတော့ World Cup 32သင်းရှုံးထွက်ပွဲတတိယနေ့ပေါ့နော်နော်ဝေးနဲ့ Ivory Coast ပြင်သစ်နဲ့ Sweden မက္ကဆီကိုနဲ့ Ecuador ပွဲစဉ်3ပွဲကျွန်တော်ရွေးချယ်သုံးသပ်ကြပါမယ်။မနေ့ကတော့နာမည်ကြီးဂျာမနီနဲ့နယ်သာလန်ကတော့ပြိုင်ပွဲထွက်ခွာသွားပြီပေါ့ဒီနေ့မှာဘယ်နာမည်ကြီးတွေပြိုင်ပွဲထွက်ခွာမလဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာပေါ့ဒါကျွန်တော်ရဲ့ YouTube channel အသစ်မလို့ကျွန်တော်လည်း like and subscribe လုပ်ခဲ့ပါအောင်။ကဲအဲ့ဒါဆိုဒီနေ့နော်ဝေးနဲ့ Ivory Coast ပွဲ17နာရီခွဲပွဲရနေကျွန်တော်စလိုက်ကြရအောင်ဒီပွဲကလက်ရှိချိန်မှာနော်ဝေးကနေပြီးတော့ body J level 80ရှုံးပေးထားပြီးတော့ကိုပေါင်းကြီးက3 plus 85ဆိုပြီးဖွင့်လှစ်ပေးထားတယ်ပေါ့ဒီ J တန်းကလက်ရှိခြေစွမ်းပေါ်ကြည့်ပြီးတော့ဖွင့်ထားတဲ့ J လို့ကျွန်တော်တို့ယူဆတယ် Ivory Coast ကောင်းတာမှန်တယ်ဒါပေမဲ့ဒီကမ္ဘာဖလားမှာနော်ဝေးရဲ့ဖောင်ကပို့ပြီးတော့မိုက်တယ်ပြင်သစ်ကိုရှုံးခဲ့တဲ့ပွဲမှာဒါနော်ဝေးကသူအရန်ငါးသမားကြီးပဲထည့်ခဲ့လို့ပြင်သစ်ကိုသူရှုံးသွားတာရှေ့ပွဲနှစ်ပွဲမှာသူကလုံးဝအပြတ်သက်ကိုဖောင်ကောင်းထားတဲ့အသင်းတစ်သင်းဖြစ်တယ် Viking နေနဲ့ကဒီ2026ကမ္ဘာဖလားမှာလုံးဝဖောင်ရမ်းမိနေတဲ့အသင်းတစ်သင်းပေါ့နော်အဲ့ဒါကြောင့်လဲသူကဒီလိုမျိုးကြေးပေးထားတာပေါ့ပြီးတော့ဥရောပအသင်းနဲ့အာဖရိကအသင်းဖြစ်တာလည်းပါတယ်မနေ့ကမော်ရိုကိုနဲ့နယ်သာလန်နဲ့ဒီလိုပဲတိတ်မကွာတဲ့အသင်းနဲ့အသင်းမှာနယ်သာလန်ကြီးကောင်းထွက်တယ်ပေါ့ဒီနေ့လဲအဲ့တဘောမျိုးပဲတိတ်မကွာတဲ့အသင်းနှစ်သင်းမှာနော်ဝေးကပို့ပြီးတော့ကြီးကောင်းထွက်တယ်ညကနယ်သာလန်တည်ကြကြီးပန်နယ်တီနဲ့ထွက်သွားရတယ်ဒီညမှာတော့နော်ဝေးကအဲ့လိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးဘာလို့လဲဆိုတော့နော်ဝေးကလက်ရှိကမ္ဘာဖလားမှာစိတ်တဲ့ပိုင်းဆိုင်ရာရောလုံးဝကိုသူတို့ကလှုပ်တစ်ခုခုလှုပ်ပြမယ်ဆိုရင်စိတ်တဲ့မျိုးသူတို့ရှိမှတွေ့ရတယ်အဲ့တော့ကျွန်တော်ကတော့ Ivory Coast ရဲ့စုဖွဲ့မှုထက်နော်ဝေးရဲ့လုံနိုင်စွမ်းကိုကျွန်တော်ယုံကြည်မယ်ဒီညကျွန်တော်နော်ဝေးဘော်ဒီကိုယူပါမယ်တည်ကြရင်လည်းကြပြမတတ်နိုင်ဘူးနော်ဝေးဘော်ဒီပဲကျွန်တော်တို့ယူရမှာပဲပြား80တော့ရင်းရမှာ80ဆိုတော့နည်းတော့များတယ်ဒီပွဲနိုင်ဝိုင်းနော်ဝေးပဲကျွန်တော်ဒီပွဲနော်ဝေးဘော်ဒီပဲကြိုက်တယ်ကျွန်တော်ဂိုးပေါင်းတော့ရှောင်လိုက်မယ် online ဆော့တဲ့ညီကိုတွေကစိတ်ချခြင်းဒီပွဲကို2-8ဆော့လို့ရတယ်ကျွန်တော်ကတော့ဒီညနော်ဝေးဘော်ဒီပဲယူလိုက်ပါတယ်ကဲနောက်တစ်ပွဲကတော့နာမည်ကြီးပြင်သစ်နဲ့ Sweden ပေါ့ဒါကတော့မြန်မာစံတော်ချိန်မနက်3နာရီခွဲမှာကန်မှာပေါ့ဒီပွဲမှာပြင်သစ်က body J 2 plus 80နဲ့ကိုပေါင်းကြီး3 minus 50ဆိုဖွင့်ပေးထားတယ်ဒီ body ကြီးကိုမြင်တော့ကျွန်တော်ပြင်သစ် body မနေရဘူးပြင်သစ် body မနေရလို့ Sweden body နေရလားလို့မေးတယ်ကျွန်တော် Sweden body လည်းမနေရဘူးကျွန်တော်ဒီပွဲကို6ပေါင်းဘက်ကိုကျွန်တော်ချက်ဆင်းသားမယ် Sweden နေနဲ့ကဒီပွဲတိုက်စစ်သားသမားတွေရှိရဆိုရင်မှသူပြင်သစ်ကိုဖွင့်ဆော့လို့မရဘူးဒီည Sweden နေနဲ့ကသူကအောက်သိမ်းပြီးထန်ဆင်းမှာပဲပိတ်ဆော့ပြီးတော့ကောင်နာချောင်းဆော့မဲ့ကစားကွက်မျိုးနဲ့ပဲသူခင်းချင်းလာဖို့များတယ်သူအနေနဲ့ပြင်သစ်ကိုသူဖွင့်သွားဆော့ရင်သူဝဲသွားလိမ့်မယ်နော်အဲ့အတွက်ကြောင့် Sweden ကဒီညနောက်တန်းပဲဆော့လိမ့်မယ်ပွဲရအဲ့လိုနဲ့ပဲ6ပေါင်းအောက်ကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်နှစ်သင်းပေါင်းတွင်ကို4ကိုမပြည့်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ပြင်သစ်နိုင်ွားလဲ2-1-2-0သဘောမျိုးပဲလို့ကျွန်တော်ယူဆတဲ့အတွက်ကျွန်တော်ဒီပွဲ6ပေါင်းအောက်ကိုကြိုက်တယ်ဒီပွဲကတော့တိုက်စစ်ကောင်းတဲ့နှစ်သင်းတွေ့ရင်6ပေါ်အောင်မယ်ဆိုတော့ logic ကိုစန့်ကျင်ပြီးတော့ကျွန်တော်6ပေါင်းအောက်ကိုရွေးထားတာပါနည်းတော့ risk များပါတယ်ဒါပေမဲ့ကျွန်တော်ဒီညဒီပွဲကို6ပေါင်းအောက်ပဲကြိုက်တယ် body တွေတော့ရှောင်တယ်ပြင်သစ်ပွဲ6အောက်ပါကဲနောက်ဆုံးပွဲကတော့မနက်9နာရီခွဲမှာကန်မဲ့မက္ကဆီကိုသင်းနဲ့ Ecuador သင်းပေါ့ဒီပွဲကအုပ်စုခြေစမ်းအရာတော့မက္ကဆီကိုကအဆအရာတာတယ်ပေါ့နော် Ecuador ကတော့အုပ်စုမှာဝေ့လေနဲ့နောက်တစ်ဆင့်ရောက်လာမက္ကဆီကိုအနေနဲ့ကဒီပွဲမှာ body J level 60ရှုံးပေးထားပြီးတော့ကိုပေါင်းကြီးကတော့2 plus 30ပေါ့ကိုပေါင်းကြီးကတော့တော်တော်ပျော့တယ်ပျော့လဲပျော့သိမှာလားနှစ်သင်းလုံးကလည်းတင်းလိုက်ဖွဲ့စည်းပုံကောင်းတဲ့အသင်းတွေဆိုတော့ကိုပေါင်းကြီးကအဲ့လောက်သွားမှာပေါ့ဒီပွဲမှာကျွန်တော်က Ecuador body နဲ့6ပေါင်းအပေါ်ကိုတွဲပြီးတော့ကြိုက်တယ်မက္ကဆီကိုအနေနဲ့ရှေ့မှာအုပ်စုပွဲ3ပွဲလုံးဂိုးမပေးထားပေမဲ့ဒီည Ecuador ကိုသူတကူပေးရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်အင်ရှင် PP သူလည်းတကူရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကြောင့်ကျွန်တော်1-1ကနေစကြည့်ရမယ်1-1နဲ့ပြီးွားခဲ့ရင်တော့မှကျွန်တော်တို့ကဒါ2 plus 30ဆိုတော့ကျွန်တော်30ရအောင်မှာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့က6ပေါ်ကိုယူမယ်ပြီးတော့ဒီပွဲ Ecuador လုံးဝမရှုံးနိုင်ဘူး Ecuador တရေနဲ့အနိုင်ပဲအဲ့တော့ကြောင့်ကျွန်တော်ကEcuador body ကိုတွဲယူရဒီညကျွန်တော်ဒီပွဲ1-1နဲ့စကြည့်မယ် Ecuador body နဲ့ Ecuador 6ပေါ်ကိုကြိုက်ပါတယ်ဒီပွဲမှာကဲအဲ့ဒါဆိုကျွန်တော်ဒီညရွေးခဲ့တာ4ကွက်ပေါ့နော် Norway body နဲ့ပြင်သစ်6အောက် Ecuador body Ecuador 6ပေါ်ပါဒီကိုအားလုံးပဲကွက်လက်ပါနောက်ပြီးတော့မှပြန်တွေ့ပါမယ်